ဒီဗီဒီယိုကတော့ electrical engineer တယောက်အနေနဲ့ကိုယ့်ရဲ့သင်္ဘော drawing လုပ်တဲ့အခါရှစ်ပြက်ဝင်တဲ့အခါမှာ show power ကိုဒီသင်္ဘော power ကနေဘယ်လိုမျိုးလွှဲပြောင်းယူမလဲပေါ့နော် change over procedure ကိုနားလည်လွယ်အောင်တစ်ဆင့်ချင်းရှင်းလင်းပေါ်ပြထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုလောက်ရတဲ့ရည်ရွယ်ချက်ကတော့ဒီ junior တွေရှစ်ပြက်မဝင်ဘူးသေးတဲ့ drawing တော့မတက်ဘူးသေးတဲ့ဒီညီကိုတွေအနေနဲ့လေ့လာလို့ရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ထားပေးခြင်းဖြစ်ပါတယ်အခုကိုရီးနဲ့မနေတဲ့ဒီ cable ကြိုးကြီးက show power ယူမဲ့ cable ကြိုးကြီးဖြစ်ပါတယ်ဒါကိုရှစ်ပြက်ကလူတွေကလာပြီးတော့ connect လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့သင်္ဘောရဲ့ show power connection box ကဒီအခုဒီသင်္ဘောမှာ emergency generator ကန်ထဲမှာရှိပါတယ် emergency generator ကန်ဒါ emergency generator ပေါ့နော် show power မယူခင်မှာ auto ကနေ manual ကိုပြောင်းပေးပါဒါ emergency generator ကို manual ပြောင်းထားမှ auto မလဲမှာဖြစ်ပါတယ်ဒါ cable ဝင်တဲ့အပေါက်ကနေထည့်တာပါသူတို့ cable ကြိုးတွေတက်ပြီးတဲ့အခါမှာကျွန်တော် face sequence မှန်မှန်ကိုစမ်းကြည့်တာဖြစ်ပါတယ်ကျွန်တော်တို့သင်္ဘောရဲ့ face sequence နဲ့ဒီ show ကယူလိုက်တဲ့ဒီ cable တွေရဲ့ face sequence မှန်ပေါ့နော် face sequence မမှန်လို့ရှိရင်ကြိုးပြန်ချင်းရမှာဖြစ်ပါတယ်ဒီတော့ဒီ face sequence မှန်သိဖို့အတွက်ကျွန်တော်ဒီ push button ခလုတ်လေးကိုနှိပ်ပြီးတော့မှစမ်းကြည့်တာဖြစ်ပါတယ်ဒီသင်္ဘောမှာ just and just ဆိုပြီးတော့ရေးထားပါတယ်တချို့သင်္ဘောတွေမှာကျတော့ဒီ crosswise counter crosswise ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်crosswise ဆိုရင် face sequence မှန်တယ်အခုဒီသင်္ဘောမှာကျတော့ just and just ပေါ့နော် just ဆိုတဲ့မီလုံးလေးပို့ဒီလိုမျိုးလင်းသွားတယ်ဆိုလို့ရှိရင်ဒီ face sequence မှန်တယ်လို့သိရမှာဖြစ်ပါတယ် cable တွေ connect လုပ်ပြီးသွားပြီ face sequence မှန်သွားပြီဆိုလို့ရှိရင်ဒီပထမဆုံးကျွန်တော်တို့လောက်ရမှာက show မှာရှိတဲ့ kilowatt hour meter ဒီ energy meter ကိုတွားပြီးတော့ကဏ္ဍတွေတွားမှန်မှာဖြစ်ပါတယ်ဒါမှဒါကျွန်တော်တို့သင်္ဘောရဲ့ kilo ဒီ meter ဘယ်လောက်စားလဲပေါ့နော်ကျွန်တော်တို့ show power ကိုဘယ်လောက်သုံးစွဲထားလဲဆိုတာကိုသိရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအော်ဒီချက်ကြကဏ္ဍတွေကိုလိုက်ပြီးတော့ကျွန်တော်တို့ show power မယူခင်မှာလိုက်ပြီးတော့မှတွားမှန်တယ်ဖြစ်ပါတယ်ဒီ 맞아.
Okay. Okay. မီတာမှတ်ပြီးသွားလို့ရှိရင် emergency generator room နဲ့က show power ဒီ show connection box က breaker ကိုတင်ပါ breaker နဲ့မှတစ်ဆင့် engine control room နဲ့ကဒီ breaker ကိုတစ်ဆင့်သွားတာဖြစ်ပါတယ်အဲ့တော့ဒီမှာတင်ထားလို့ရပါတယ်ကိစ္စမရှိပါဘူးပြီးတော့မှ engine control နဲ့မှာ change over လုပ်မှာဖြစ်ပါတယ် change over မလုပ်ခင်မှာကျွန်တော်တစ်ချက်ရှင်းပြချင်တာဒါ show connection box ရဲ့ breaker ဖြစ်တယ်အဲ့တော့ show connection box ကိုကျွန်တော် breaker မဝင်မှာဒီ generator number 1 run နေပေါ့နော်အဲ့ဒီ generator number 1ရဲ့ ECB in circuit breaker ကိုဖြုတ်အောင်မှာဖြစ်ပါတယ် in circuit breaker ဒီကောင်ပေါ့နော်ဒီကောင်ကို open လုပ်အောင်မှာဖြစ်ပါတယ် ECB open ပေါ့ပြီးတော့မှဒီဘက်က breaker ကိုဒီအဆုံးချမယ် trap position မှာလို့ချပြီးတော့မှ breaker ကိုတင်မှာဖြစ်ပါတယ်အခု show power change over လုပ်ပါမယ် okay check I open yeah Now the look on. okay that's okay Manual. yeahအခုဆို show power ယူတာပြီးဆုံးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့ပြောလဲပါတယ်ခင်ဗျာ